အားလုံးပဲကျွန်တော်ရဲ့တူရီချင်းမိတ်ဆွေများအားလုံး12ရက်တလ2026တင်းလာနေညနေအတွက်ကျွန်တော်ရဲ့လေးပင်ဆိုင်လေးပင်ဆိုင်လေးကျွန်တော်တွက်ချပေးမှာဖြစ်ပါတယ်ဗျအားလုံးပဲအကြိုက်တူရင်တော့လိုက်ထိုးနိုင်ပါတယ်နော်ဟုတ်ဒီမှာကျွန်တော်ရမယ့်အခွက်လေးရဆိုရင်ခွန်ငါပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်းရဆိုရင်ခွန်ဖြစ်တဲ့အတွက်ခွန်ပါဝါနှစ်ဖြစ်လို့အတွက်ဒီကခွန်နဲ့နှစ်ဖြစ်ပဲဆိုလို့ရှိရင်ခွန်9ဆိုပြီးတော့နှစ်9ဆိုပြီးသွားရိုက်တယ်ဗျနောက်တစ်ပင်ဆိုင်မှာလဲဆိုရင်4 2 1ပေါင်းခြင်းခွန်ပါဝါနှစ်ဖြစ်တဲ့အတွက်ဒီရခွန်ဒီအပင်မှာနှစ်ဖြစ်အောင်ဆိုရင်ခွန်9နှစ်ဆိုပြီးတော့ဒီမှာ9ရိုက်တယ်ဗျနောက်တစ်ခွက်မှာလဲ3 1 6ပေါင်းခြင်းဒီ3ခုပေါင်းခြင်းရလဲခွန်ဖြစ်တယ်အဲ့အတွက်ကြောင့်ခွန်ပါဝါနှစ်ဖြစ်တဲ့အတွက်ဒီမှာ6ကနေပြီးတော့နှစ်ဖြစ်အောင်ဆိုရင်ကျွန်တော်တို့6 3ပေါင်းခြင်းနှစ်ဆိုပြီးတော့ဒီမှာ3ပြန်ရိုက်မယ်ဗျအဲ့လိုပဲကျွန်တော်အခုတနင်္လာနေ့ညနေအတွက်ကဏ္ဍကဆိုရင်ခွန်3 5ပေါင်းခြင်းဒီလေနှစ်ဗျနှစ်ဖြစ်တဲ့အတွက်နှစ်ပါဝါခွန်ဆိုပြီးထွက်တဲ့အတွက်ဒီမှာဒီ4ကနေပြီးတော့ခွန်ဖြစ်အောင်လုပ်မယ်ဆိုရင်ညနေအတွက်က3ဆိုပြီးတော့3တစ်လုံးပေါ့ဗျာ3တစ်လုံးကတော့ကျွန်တော်ရဲ့အကြိုက်ပေါ့3တစ်လုံးအကြိုက်နောက်ထပ်သူ့ကိုဘာနဲ့တွဲမလဲဆိုရင်ကျွန်တော်အခုဒီမှာ9ရတဲ့အတွက်ဘယ်လိုမျိုးတွဲမလဲဆိုရင်9ပါဝါက3 9နှစ်ခက်က3ဒီခွန်ကိုကျွန်တော်တို့အခု9နဲ့ကက်မဲ့ကဏ္ဍကိုဘယ်လိုပြန်ယူမလဲဆိုရင်ဒီခွန်ကို3 5 3 ဖြစ်အောင်ပေါင်းပေးရမယ်ဗျအဲ့အတွက်ကြောင့်3 5 3 ဖြစ်ချင်တယ်ဆိုရင်ခွန်8ပေါင်းခြင်း9ခွန်6ပေါင်းခြင်း3ခွန်3ပေါင်းခြင်း3ဆိုပြီးတော့863 9နဲ့ကက်မှာဖြစ်တဲ့အတွက်ဒီမှာ8ဆိုပြီးတော့ထိသွားတယ်ဗျအဲ့လိုပဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်9ရသွားပြီဖြစ်တဲ့အတွက်9ပါဝါ3 9နှစ်ခက်3အဲ့ဒါကိုကျွန်တော်တို့အခုဒီကဒီလေးနဲ့3 5 3 ဖြစ်အောင်ရိုက်မယ်ဆိုရင်4ကို3ဖြစ်အောင်4 9ပေါင်းခြင်း3 4 1ပေါင်းခြင်း9 4 6ပေါင်းခြင်း3ဆိုပြီး9 1 6တစ်လုံးထိမယ်ဗျဒီမှာတစ်လုံးထိသွားတယ်နော်နောက်တစ်ပင်မှာလည်းပဲ3ရသွားပြီဖြစ်တဲ့အတွက်3ပါဝါ8 3နှစ်ခက်5ဒီ9 3 8ကိုဒီ3ညနဲ့9 3 8ဖြစ်အောင်လုပ်မယ်ဆိုရင်9 3 8ပဲပြန်ရမယ်ဗျ9 3 8အဲ့ဒီအတွက်ကြောင့်ဒီမှာ9ဆိုပြီးပြန်ရိုက်တယ်ဗျတနင်္လာနေ့ဒီနေ့ညနေအတွက်ကဏ္ဍကဆိုလို့ရှိရင်လေဒီမှာ3တစ်လုံးကျွန်တော်တို့ဘိုင်ရိုက်သွားပြီဖြစ်တဲ့အတွက်3ပါဝါ8 3နှစ်ခက်5 9 3 8ရအောင်ကျွန်တော်တို့ဒီခွန်ကနေပြီးတော့9 3 8ကိုဘယ်လိုရအောင်လုပ်မလဲဆိုရင်9ဖြစ်အောင်ခွန်8ပေါင်းခြင်း9 3ဖြစ်အောင်ခွန်6ပေါင်းခြင်း3 8ဖြစ်အောင်ခွန်1ပေါင်းခြင်း8ဆိုပြီးတော့8 6 1တစ်လုံးထိမယ်ဗျ8 6 1တစ်လုံးထိမယ်နော်8 6 1ကိုကျွန်တော်တို့အဲ့ဒီအတွက်ကြောင့်မို့တင်းလာနေညနေ4နာရီအတွက်ဒုတိယခဏကတော့ကျွန်တော်ပတ်သီးကတော့ကျွန်တော်3 6ပတ်သီးဆိုပြီးတော့ကျွန်တော်ကြိုက်တယ်ဗျ3ကတော့အဓိက main ပေါ့ဗျာ3 6ပတ်သီးmain ကွက်အနေနဲ့ကျွန်တော်ခုနကရတယ်3 8ရယ်3 6ရယ်3 1ရယ်3 8ရယ်3 6ရယ်3
31ရဲဆိုပြီးတော့ကျွန်တော်ရတယ်ခင်ဗျရန်ကွက်အနေနဲ့ကျွန်တော်6ကွက်ကျွန်တော်ထပ်ပြောမယ်နော်ရန်ကွက်ဆိုရင်98 56 51နောက်ထပ်88 86 81 383631ကတော့ကျွန်တော်အဓိက main ပေါ့ရန်ကွက်အနေနဲ့ကျွန်တော်98 56 51 88 86 81ညနေအတွက်အားလုံးကျွန်တော်စေတနာနဲ့တင်ပြတာဖြစ်တဲ့အတွက်အကုန်လုံးညနေမှာအောင်ပွဲခိုင်နိုင်ပါသေးအားလုံးပဲညနေမှာအောင်မြင်ကြပါသေးဗျကျေးဇူးပါ